ပတ်စင်တစ်က ပတ်စံတက် တစ်ကောင် ဟုတ် တင်နန်းဗမာတက်ခဲ့ရ တနာဖောင်းကြီး ဖောင်းကြီးမှာတက်ခဲ့တောင်ဝင်ကြတဲ့ဟာကရောတင်နန်းစမိကတောင်ဝင်ဒီမှာပဲ ဒီ903တောင်းကြတာ အဲ့ဆိုဒီမှာရောက်တော့ဆိုင်ပါရေးစပြီးလောက်ရတယ် ဒီမှာစားရောက်ပြီးတော့ဖတိတ်လုပ်ပြီးတော့နောက်ပိုင်းကျတော့ရှေ့ကိုသွားရှေ့တန်း ရှင်းတော့မှတက်ခဲ့ရသေးတယ် တိုက်ခတ်ရတယ်တော်များများတိုက်ခတ်ရတယ် ရှင်းတော့ဘယ်မှာဘယ်လိုမျိုးတက်ခဲ့ရလဲ ဘယ်လိုမျိုးတိုက်ခတ်ရဆိုတော့ဒီဟိုဟာဘက်ကြီးသွားတယ်ကြောင်မြောင်းလို့စင်ကူးလို့နေရာပေါင်းစုံပေါ့အကုန်လုံးဖြတ်တန်းလာတာ အဲ့ဆိုတိုက်ဝဲအတွေ့အကြုံတွေပါနည်းနည်း sharing လုပ်ပေးပါအောင် တိုက်ပွဲကတော့သူတိုက်ကိုတိုက်ပဲတိုက်ပွဲကတော့ဘာကောင်းလဲဆိုတော့သူတို့နဲ့တိုက်နေရတာပြောနေတာပြောဖို့ကောင်းတယ်တီးတာပါလားတော့ကောင်းတယ်မှမရှိဘူးသူတင်မကိုတင်မလားမသိဘူးတိုက်နေရတော့တော့ပြောဖို့ကောင်းတယ်တောင်းတိုင်ရရသွားလို့ကျွန်တော်ရှေ့တန်းကိုပြန်တောင်းလိုက်လေသေးတယ်တောင်းလိုက်တော့မရတော့လို့ ဒီအခုကနှစ်နှစ်ပြည့်တော့မှာဆိုတော့ဆရာအိမ်ပြန်มาလားဒါမှမဟုတ်မလုပ်ပါလဲ ပြန်มาဆိုတော့ကျွန်တော်ကအင်းလောက်တာဆိုတော့အင်းပဲပြန်လောက်မှာ ပြန်တော့မခံစားချက်ကအောင် ပြန်တော့ခါသားပြောတော့အလွမ်းလေးပေါ့ဒီမှာဟိုမှာရှေ့တန်းမှာသွားနေပြီးတော့ကိုကဒီမှာပြန်ပြီးတော့လွမ်းမြက်ဖြေရမယ်ပေါ့နေဝေးကဒီနေ့ရလေးဝေးလက်ချိုးလို့ရတွက်နေမိနေဒီမှာတန်းတန်းလောမောဆောင်သားရဲ့လူကြောင့်ပါမဲ့တဲ့ညကိုအစင်အောင်ဆွေရတာအမြဲပူပန်ရှောင်စသားရဲ့ချစ်သူမှာရက်စီလို့ပြန်လာနေပြီးတော့ကြားရတော့ပြောနေပုံကိုလေးပြီးကကြည့်နေမယ်ဆိုရင်အမှန်ပါပဲယူတဲ့ချင်းဝေးလိုက်လေအောင်မြင်လာတဲ့စကြရတော့လုံကုန်ယူတဲ့တရားတော်စစ်အောင်မြင်နေတာ How was it meant to be ပြောင်းမှဖြစ်စီကြရင်နဲ့အချက်ဆုံးမဝတ်တော့ဒီကေကိုပဲဝမ်းနေဝေးကဒီနေ့ရလေးဝေးလက်ချိုးလို့ရတွက်နေမိနေဒီမှာတန်းလောမောဆောင်သားရဲ့လူကြောင့်ပါမဲ့တဲ့ညကိုအစင်အောင်ဆွေရတာအမြဲပူပန်ရှောင်စသား ဆိုင်မင်္ဂလာပါ ဟုတ်ကဲ့ခင်ဗျာ ဆိုင်အခုဟိုနော်ဆိုင်ကိုဆိုင်အရင်ဆုံးမိတ်ဆက်ပေးပါအောင် ဟုတ်ကဲ့ပါကျွန်တော်ပြည်သူ့စစ်မှုထမ်းအပတ်စဉ်တစ်ကပ်ဟုတ်ကဲ့ဟိုတနင်္ဂနွေဘတ်တူကနေဆင်းတာပါဟိုတနင်္ဂလာကျွန်တော်၄လတက်ခဲ့တယ်၄လတက်ပြီးတော့ကျွန်တော်တို့ဒီဘွဲရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘွဲရဆိုတော့ဒုတက်ချက်နဲ့ဆင်းပြီးတော့ကျွန်တော်တို့ဒီလက်စစ်နဲ့စက်မှုအင်ဂျင်နီယာတက်ရင်မှာကျွန်တော်တာဝန်ထမ်းဆောင်တယ်ထမ်းဆောင်တော့ trade တင်တန်းနေလေကျွန်တော်ဒီမှာပြန်ပြီးတော့တစ်ခါတက်ရတယ်တက်ပြီးတော့မှကျွန်တော်ဆိုလို့ရှိရင်အခုဒီဟို trade ကနေပြီးတော့ဒီမှာဒီကိုကြားကျွန်တော်ဆို store trade ကြားတယ် store နဲ့ပတ်သက်တဲ့ဥစ္စာရနောက်ရင်းပညာရေးပါရှိတယ်ဗျာအကိရိယာပြင်နေရှိတယ်အများကြီးရှိတယ်အဲ့ဒါတွေလည်းဒီမှာလိုက်ပြီးတော့လေ့လာလို့ရတယ်ကိုဝါသနာပိုင်းပါတယ်လို့အဲ့လိုလုပ်လို့ရတယ်ဟုတ် အဲ့ဆိုဒီနိုင်ငံတော်အစိုးရနေပေါ်မှာပေါ့နော်ဒီလမ်းကြောင်းလေးသွင်းနေသူတို့ဟိုစီစဉ်ပေးထားရရှိရပေါ့နော်ဒီပြည်သူ့စစ်မှုထမ်းတွေတော့ပေါ့ဆရာအခုကဆရာပြန်ရတော့မယ်ပေါ့နော် ဟုတ်ကဲ့ ဟိုတမန်ကာလာပြည့်ပြီဆိုတော့ပြန်ရတော့မယ်ဆိုတော့ဆရာရဲ့အနာဂတ် plan ရောဘယ်လိုမျိုးစီစဉ်ထားလဲ ဟုတ်ကဲ့ဟိုနိုင်ငံတော်အဲ့ကျွန်တော်ချပြီးတဲ့ကျွန်တော်ဌာနဆိုင်ရာမှာကျွန်တော်ဟိုပါပေါ့ဌာနဆိုင်ရာ3ခုကျွန်တော်တင်ထားတယ်ဗျဌာနဆိုင်ရာ3ခုဆိုကျွန်တော်အခွန်ဝန်ကြီးဌာနကျွန်တော်တင်ထားတယ်လာဝကကျွန်တော်တင်ထားတယ်နောက်ကလေဆိုင်ပြိုးနေဆိုင်မြောင်းဝန်ကြီးဌာနကျွန်တော်တင်ထားတယ်ဟုတ်ကဲ့ဟိုဟာအဲ့ဒါတော့ခေါ်တာတော့ကျွန်တော်တို့ဒီပြည်သူ့စစ်မှုထမ်းတစ်နှစ်နဲ့6လကျော်ပဲရအဲကိုလုတ်ချင်တဲ့ဥစ္စာကိုလုတ်ပေးဖို့အတွက်ကိုဓာတ်ရိုက်စာရောက်လာတယ်စာဝင်လာပြီးတော့ကျွန်တော်တို့အဲကိုစားကိုဦးစားပေးဥစ္စာရှောက်ဖို့တော့ပြောတယ်အဲ့လိုတော့ရှိရခင်ဗျာဟုတ်ကဲ့ဗျ ဒီတမန်ကာလာပြည့်ပြီအိမ်ပြန်ရတော့မယ်ခံစားချက်က ပြောတာပေါ့ဘယ်လိုပဲဖြစ်ကျွန်တော်ကနှစ်လည်းပြည့်ပြီဆိုတာဝန်လေးကြည်ပြီလေပြည်သူတယောက်နေနဲ့လည်းတာဝန်ကြည်တယ်နေရတဲ့လည်းတက်မလို့လည်းမတာဝန်ထမ်းဆောင်လည်းတကယ်လေးအဆင်ပြေပါတယ်ဟိုပူပြီးတော့လည်းပြောတော့အတိုင်းပြီးလည်းပြောပါတယ်ကျွန်တော်ဟုတ်ကဲ့ ဆရာအခုဘွဲရနဲ့ဝင်လာလား ဟုတ်ကဲ့ကျွန်တော်ဘွဲရနဲ့ဝင်ခဲ့တယ် ဘွဲကြပါဘွဲ ကျွန်တော်က BSc Botany ပေါ့ဟုတ်ကဲ့ နေရာဘူးဝမ်းနဲ့ဝမ်းတာကြီးပေါ့ အဲ့ဒါတော့မှန်တာပေါ့ဟိုကနှစ်လုံးရင်တော့လူနေလာခဲ့ရတာဆိုတော့ဗျာဟိုစိတ်ထဲမှာတော့ပြောလူဝမ်းနေတယ်လို့တော့ခံတာပါအဲ့လိုတော့ခံတာပါ မိသားစုရှိလား ကျွန်တော်မိသားစုကရှိတယ်ခင်ဗျာဟုတ် မိသားစု နေမှာပဲဟုတ်ကဲ့ဘတ်တူးမှာပေါ့ရှမ်းပြည်တောင်ပိုင်းမှာဟုတ်ကဲ့ အဲ့ဆိုဒီကနေပြန်ရင်တို့စီရောတောင်း
ပြန်လဲအောင်မှာပေါ့ပြီးတော့မှတာဝန်ကျတဲ့ဌာနကိုကျွန်တော်သွားမှာပေါ့ဟုတ်ကဲ့ဟုတ် အခုဟောနော်ဒီပြည်သူ့စစ်မှုထမ်းဝင်မဲ့သူတွေရောပေါ့ဒါပြီးတော့ဒီပြည်သူ့စစ်မှုထမ်းအခုဝင်နေတနန်းတက်နေတဲ့သူတွေပေါ့နော်သူတို့ကိုလည်းဒါသူတို့ရဲ့ဒီမိဘဆွေမျိုးတွေကလည်းစိတ်ပူညာရှိရပေါ့ဒီဆရာကြီးရဲ့အတွေ့အကြုံအနေနဲ့ပေါ့နော်ရှင်ပြီးတော့မှဒါပြည့်သက်တွေသိအောင်ပေါ့နော်အဲ့လိုဒါအမှန်တိုင်းဟိုပြောပြပေးပါဦးဟုတ်ကဲ့ဟိုကကျွန်တော်တို့ဒီပြည်သူ့စစ်မှုထမ်းစပြီးဝင်ပြီဆိုကြရဗျအကြီးကတော့ပညာရေးချင်းပေါ့နော်ပညာရေးချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲတက်ဆိုင်ရာတင်တန်းကျောင်းတွေကိုသူတို့ကပို့ပေးတယ်ဗျဟို10တန်းဆိုလဲ10တန်းအောင်ဘွဲရဆိုလဲဘွဲရပေါ့နော်အကြီးကတော့ဟိုတကယ်တက်တဲ့ပညာရေးချင်းလို့အကြီးကတော့ပုံမှန်လင်းပြောစီနေတာဗျဟိုမဟုတ်ဘူးဆိုလို့ရှိရင်ဗျပညာရေးချင်းမှကြတော့ဗျတကယ်လို့ဟိုအလဲတန်းလိုမူလာတန်းအဆင့်ဆိုလို့ရှိရင်လေသူကနေသူကတော့စစ်တိုက်တာမတိုက်တာတက်ကိုတော့မဆိုင်တော့မဆိုင်ပါဘူးဒါပေမဲ့ဟိုတခြားဌာနတွေလည်းအများကြီးရှိတယ်ဗျကျွန်တော်တို့တက်မလို့မှာလေုံတက်တွေလည်းရှိတယ်တခြားဟိုတက်ကကြီးတက်တွေလည်းရှိတယ်ပေါ့နော်အစဉ်ပြေတဲ့နေရာကိုတော့ချပြီးတာဒါပေမဲ့တကယ်ပညာတတ်ဘွဲရတယောက်ဖြစ်ပြီးတော့မပြောဘူးဆိုရင်တော့နင့်နာမှုတားများတယ်ဗျအချင်းအခွင့်အရေးတွေလည်းနဲတာပေါ့ဒါမျိုးကြအဲ့ဒါလေးတွေတော့ရှိရပါဟုတ်နေဝေးကဒီနေရလေးဝေးလေချိုးလို့ရတွေ့နေမိနေဒီမှာတန်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 လောမဆောင်လာရဲ့လူကြောင့်ပါမင်းတဲ့ညကိုအစင်နာဆွေရတာအမြဲပူပန်ရှာစတာရဲ့ချစ်သူမှာရက်စီလို့ပြန်လာနေပြီးတော့ကြာရတော့ပြောနေပုံကိုလေးပြီးကကြည့်နေနေဆိုရင်အမှန်ပါပဲယူတဲ့ချင်းဝေးလိုက်လေအောင်မြင်လာတဲ့စကြရတော့လုံးကုန်ယူတဲ့ရပါစေအောင်မြင်နေရ How was it meant to be? The world can see you in it so much you gave away wonder တိုင်းမင်္ဂလာပါ မင်္ဂလာပါ အင်းဆုံးဆဲကိုမိတ်ဆက်ပေးပါအောင် ဟုတ်ကဲ့ကျွန်တော်ကတော့ပြည်သူ့စစ်မှုထမ်းမှတ်စဉ်1တက်မတော်ကြီးဗိုလ်တင်တန်းကျောင်းဘာဒီကနေကျောင်းဆင်းလာပြီးတော့မှဒီတက်မတော်ကိုခိုင်ပညာနဲ့အာကတိပံကျောင်းရောက်ရှိလာဖြစ်ပါတယ်ဆဲတင်နန်းစင်ကလေးကဒီကိုရောက်တာလား ဟုတ်ကဲ့ဗျကျွန်တော်တင်တန်းဆင်းတဲ့ဒီကိုရောက်တယ်ဗျဒီမှာဘာနှစ်နှစ်လုံးဆဲဘာကြီးလောက်ရလဲ ဒီမှာ2နှစ်လုံးတော့နေရတာပေါ့ဗျကျွန်တော်ကတင်တန်းဆင်းပြီးဒီကိုရောက်တယ်ဒီမှာတစ်လလောက်နေပြီးတော့ရန်ကုန်တိုင်းဘောလုံးအသင်းမှာသွားပြီးတော့တွေ့ရတယ်ရန်ကုန်တိုင်းဘောလုံးအသင်းမှာသွားတွေ့ပြီးတော့2နှစ်လုံးကကျွန်တော်ဘောလုံးကစားရတယ်ပြီးတော့တက်မတော်ကြီးလေးဘောလုံးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေဗျစုတွေဘာရတာရရှိလားဟုတ်ကဲ့ရတယ်ဗျ2024 2025တက်မတော်ကြီးလေးမှာတော့ပထမရခဲ့တယ်ဒီနေ့2025 2026မှာတော့ဒုတိယပဲရခဲ့တယ်ဗျတက်မှတ်ထားတဲ့စစ်မှုထမ်းကာလပြည့်တော့မှာပြောမှာဆိုတော့အိမ်ပြန်တော့မှာဆိုတော့ဘယ်လိုမျိုးကိုယ့်အတွက်ကိုယ့်မှာဘယ်လိုမျိုး plan တွေရှိလဲပြီးတော့အဲ့သူ့ခံစားချက်ကောနှစ်နှစ်ပြည့်ပြီဆိုတော့ထွက်ရတော့မှာဆိုတော့ပျော်တာပေါ့ဘာ plan လေးရှိလဲဆိုတော့ကျွန်တော်က BSC Sport နဲ့ BSC Sport အာကစားပွဲနဲ့ကျောင်းပြီးထားတာဆိုတော့ပြင်ရောက်ရင်တော့ကျွန်တော်ကျွမ်းကျင်တဲ့အာကစားကဏ္ဍမှာကျွန်တော်တောင်းတော့ဖြစ်တဲ့အာကစားကဏ္ဍမှာကျွန်တော်လုံးမှာပေါ့ဥမာကိုပိုင်ထက်တန်းကျောင်းတွေမှာပြီးဆရာပေါ့ဝင်လုံးမှာဖြစ်တယ်ဗျဒီကလေအစိုးရနေပြီးမှအဲ့လိုဒီပြည်သူ့စစ်မှုထမ်းတွေတက်လေသူတို့ဒီလမ်းကြောင်းလေးခုနဲ့အဲ့လိုအဆင်ပြေအောင်ဆိုပြီးချတာပဲရှိရတယ်ချို့ဆိုပြေးပထွက်မဲ့သူတွေရှိတယ်အဲ့လိုဒီနေ့ပြန်မဲ့သူတွေရှိတယ်အစိုးရအလုပ်တွေလုံးမဲ့သူရှိတယ်ပေါ့နော်အဲ့ဒီအပေါ်မှာရောဆရာကြီးတခုခုဖြောက်ထားတာမျိုးဘာမျိုးရှိလားဟုတ်ကဲ့ကျွန်တော်အဲ့ပေါ်မှာတော့ရှောက်ထားတာမရှိဘူးဗျကျွန်တော်ဒီဘက်ကိုအဲ့လုပ်ငန်းတွေကျွန်တော်တိတ်မကျွမ်းကျင်ဘူးဗျကျွန်တော်ကျွမ်းကျင်တာအာကစားနဲ့ပဲကျွမ်းကျင်တာဆိုတော့အာကစားကဏ္ဍပဲကျွန်တော်သွားမှာဖြစ်တာဗျအိမ်ပြန်တော့မဲ့ခံစားချက်ကတော့ပျော်တာပေါ့ရမ်းကြွာပေါ့မိဘနဲ့ပြန်ပြီးနေရတော့မယ်တကယ်ချင်းညီကိုပေါင်းနေတယ်လည်းပြန်တွေ့ရတော့မှာဆိုပျော်တယ်ဗျဒီမှာကတကယ်နှစ်နှစ်လောက်နေကြတော့ဒီကလူတွေနဲ့ခွဲရတော့မယ် feeling ရအောင်နည်းနည်းတော့စိတ်မကောင်းဘူးပေါ့စိတ်မကောင်းဘူးပေါ့ပျော်တော့ပျော်ပါတယ်ဒါပေမဲ့တကယ်ချင်းတွေကလည်းဒီမှာနေတဲ့လူတွေရောကန့်လူတွေရောမင်းမထွက်စေချင်ဘူးဘာညာပေါ့ဒါပေမဲ့လည်းထွက်ချင်တယ်ပျော်လဲပျော်တယ်ဒါပေမဲ့တကယ်ချင်းနဲ့ခွဲမှာဆိုတော့နည်းနည်းတော့စိတ်ထဲတော့မကောင်းဘူးပေါ့လာလည်မယ်လို့တော့ပြောထားပါတယ်ဟုတ်နောက်ဒီပြည်သူ့စစ်မှုထမ်းတွေထပ်ပြီးဝင်လာမဲ့သူလည်းရှိရလေအခုတချို့ဆိုရှင်စိတ်ပူနေကြပါတော့ဒီဝင်မဲ့သူဆိုရှင်ငါတို့ရှေ့ရန်သွားရတော့မှာပဲလို့ဘာလို့အဲ့လိုမျိုးစိတ်ပူနေကြတဲ့လူရှိရပြီးတော့ဘာလို့လောက်မှမသိလူရှိရပေါ့နော်အဲ့လိုလူတွေတော့တချို့မိဘတွေဆိုလဲသူတို့သားသမီးတွေစိတ်ပူကြရရှိရလေအဲ့လိုအတွက်ကောဒီဆရာကြီးရဲ့အတွေ့အကြုံတွေနဲ့ရှင်ပြီးတော့မှသူတို့အတွက်လည်းအဲ့လိုပေးချင်တဲ့ message တွေပါလေးပြောချင်တဲ့စကားလေးမျိုးရှိတာဟုတ်ကဲ့ရှိရပဲနည်းနည်းပေါ့ရှိရပါလူလဲဆိုတော့စစ်သားတိုင်းကစစ်မတက်ရောက်စစ်တိုက်ဆိုတာတော့တချို့ကတော့ကြားရတယ်ရှိရမကြားရလည်းရှိရချို့စစ်မှုတော့ဝင်ဖို့ဆိုရင်အရန်ကြောက်နေတာရှိရငါတို့တော့ရှေ့တန်းရောက်မှာပဲတေမှာပဲလို့ပါအစုံတော့ရှိရဗျ
ဒါပေမဲ့ဟိုဘယ်လိုပြောမလဲအဲ့ဒါတွေကမရှိမှုရှိရရှိရကျွန်တော်ကိုယ်တိုင်ခံစားရတဲ့တွေ့ကြုံနဲ့ပြောရမယ်ဆိုရင်ကျွန်တော်အခုလက်ရှိကင်ဆောင်တိုင်းဆိုင်ဖို့ဆောင်ဖို့ကတော့ဗျာစစ်သားတိုင်းရှေ့တန်းမထွက်ရပါဘူးရှေ့တန်းထွက်ရတဲ့စစ်သားတိုင်းလည်းမတည်ဘူးလို့ကျွန်တော်ပြောချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကိုရောက်လာတယ်စစ်သားဖြစ်နေပြီလက်ရှိကျွန်တော်ရှေ့တန်းတစ်ခါမှမထွက်ရဘူးဒါပေမဲ့ကျွန်တော်ရဲ့အကိုသူဆိုရင်စစ်ထဲရောက်တယ်ကျွန်တော်လည်းသူတို့စစ်မှုတန်းပတ်စင်တစ်ပဲရှေ့တန်းရောက်တယ်စစ်တိုက်တယ်သူကျွန်တော်လည်းတွေ့ကြုံအများကြီးရှိတယ်စစ်တွေပဲတိုက်တယ်တနက်တွေပြည့်ရတယ်ဒါပေမဲ့ခုဆိုသူမတည်ဘူးနောက်တောင်ပြန်ရောက်နေပြီအားလုံးဒီနောက်လာမယ့်ညီကိုတွေပြောချင်တာတော့ကိုပခုံးမောက်ရောက်ရှိလာမယ်2နှစ်ဆိုတဲ့တောင်ကိုပြေဝထမ်းဆောင်ကြည့်ပါစစ်တပ်ကဘယ်လိုလဲဘာလဲဆိုတာကိုကောင်းလားဆိုးလားဆိုတော့ကိုတိုင်ဝင်ပြီးခန်းစားကြည့်တော့သိပါလိမ့်မယ်ဗျာ နေဝေးတဲ့ဒီနေ့ရလေးဝေးလေချိုးလို့ရတဲ့နေမိနေဒီမှာတန်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 လွန်မို့ဆောင်လာရဲ့လူကြောင့်ပေါင်းမဲ့တဲ့ညကိုအစင်နောက်ဆွေရတာအမြဲပူပန်ရှောင်စတာရဲ့ချစ်သူမှာရက်စီလို့ပြန်လာနေပြီတို့ကြားရတော့ပြောနေပုံလို့လေးပြီးကကြည့်နေနေဆိုရင်အမှန်ပါပဲ ကိုမင်္ဂလာပါ မင်္ဂလာပါ ကိုတို့ဆက်တော့ကိုမိတ်ဆက်ပေးလို့ရလားမသိ ဟုတ်ကျွန်တော်တို့ကတော့အခုတောင်ထမ်းဆောင်နေရတာတော့တက်မလို့စစ်တက္ကသိုလ်မှာခင်ဗျဘယ်လိုကောမလဲနေရက်ကတော့ AOE တန်းအောင်ခင်ဗျဘယ်လိုကောပညာချင်းကတော့10တန်းအောင်နဲ့ဟိုဒီကိုရောက်တာပါဟုတ်ကဲ့ ကျွန်တော်စစ်တက်ကလေးမှာတောင်းတန်းဆောင်နေပြည်သူ့စစ်မှုပတ်စင်တစ်ကပါပြန်ချင်းကတော့ပထမနေ့ဖြစ်ပါတယ်တက်ရောက်ဆဲပါရန်ကုန်တိုင်းကြီးရပဲပေါ့ အခုပြည်သူ့စစ်မှုရန်ကာလာဒီနှစ်ကပေါ့နော်ပြည့်မြောက်တော့မှာဆိုတော့ကြတော့အကိုတို့အနေနဲ့ဒီလိုမျိုးနှစ်ပြည့်မြောက်ပြီးတဲ့အခါကျရင်ဘာတွေဆက်လုပ်မယ်လို့စီစဉ်ထားလဲ ကျွန်တော်ဆွေးဝန်ထမ်းတို့ကိုစဉ်းစားရတယ်ဗျအပြင်မှာဟိုအဲ့တော့သတင်းပို့တာလဲဟိုပညာရေးချင်းတဲ့သူကတင်တော်မဲ့နေရာကိုခန့်ပြီးပဲပေါ့ဗျာပြောမလို့တော့အဲ့လိုမျိုးတော့သတင်းကြတာဗျကျွန်တော် အဲ့ဆိုအကိုပဲဆိုရဌာနကိုရှောက်မယ်လို့စဉ်းစားထားလဲ လာဝကနဲ့ကညရုံပါဟုတ်ကဲ့ဗျ အကိုက ကျွန်တော်ကတော့မိဘလက်ငုံလည်းရင်ဖြစ်တဲ့လေယာလုပ်ငန်းကိုပဲပြန်လုပ်ကြမယ်လို့တော့စိတ်ကူးထားတယ် အဲ့လိုလေယာလုပ်ငန်းတွေလုပ်တဲ့အခါမှာရောဒီလိုမျိုးဒီအခုအကိုတို့ဆိုလို့ရှိရင်အလုပ်အကင်ရှာဖွေပေးတာရှိရပေါ့အကိုတို့အနေနဲ့အဲ့လိုလေယာလုပ်ငန်းမိဘလက်ငုံလည်းရင်ဟာပြန်လုပ်မယ်ဆိုရင်ရောဘယ်လို facility ပေးထားသေးတယ်နိုင်ငံတော်က နိုင်ငံတော်ကဘယ်လို facility ပေးထားလဲဆိုတော့ဒီဝင်ကြီးဌာနလို့ခေါ်မလဲကြီးလက်ဖွံ့ဖြိုးရေးဌာနတို့တမတို့အဲ့လိုမျိုးတွေကနေပြီးတော့ဘယ်လိုခေါ်မလဲသူတို့တွေရဲ့ဟိုထောက်ပံ့ပိုးမှုပေးမှုတွေပေါ့အဲ့ဒါတွေဟိုလာရရှိမယ်လို့ကျွန်တော်သိထားရတယ် ဟုတ်ကဲ့ပါခုလိုကြားပြည့်စုံတမန်ရှင်